ဆွဲလန်းကြီးသူများအုပ်စု EX ကိုမမေးနိုင်သောသူများအုပ်စုမျော်လင့်ချက်တွေမကုန်သေးဘဲနဲ့အမြင့်တမ်းနေသောအုပ်စုသစ္စာအလွန်ရှိပါသော no contact ကိုငိုတုတ်ထိုင်ဆောင်နေသောချစ်စရာကောင်းသောအုပ်စုများအတွက်ပါရှင်နော် EX နဲ့ပတ်သက်တဲ့ reading လေးပါ no contact နဲ့ပတ်သက်တဲ့ no contact long distance ဖြစ်နေတဲ့ relationship တွေအတွက်ပါเนาะအဆင်ပြေနေတဲ့တူဆုံတွဲနေတဲ့သူတွေအတွက်မပါပါဘူးမမြင်ရမကြားရသောသူတွေအတွက်ပါရှင် EX reading လေးပါ January reading လေးပါ timeless reading လေးပါရှင်အဲ့တော့ကိုယ့်ရဲ့မျော်လင့်နေသောရင်ထဲမှာအမြဲရှိနေသောသူတယောက်ကိုအာယုံလေးစိုက်ပြီးတော့ကြည့်ပေးပါကက်ကလေးကခုတ်ထွက်လာတယ်တဲ့နော်ဒါလေးဒီသူ့ရဲ့ energy ပေါ့နော်အဲ့တော့မင်းတို့ရဲ့ EX မင်းတို့စိတ်ပူနေတဲ့သူမင်းတို့ရဲ့ no contact ဖြစ်နေတဲ့သူကခြေနေရ heavy နော်ခြေနေရတော့ကောင်းတယ်စီးပွားရေးမှာနေရာတစ်ခုရှိရယ်ခြေနေတစ်ခုရှိရယ်ငွေကြေးကိစ္စမပူပင်ရတဲ့သူပေါ့နော်ဒီလိုမျိုးလေးတွေ့ရပါတယ်ဒါပေမဲ့သူကမာမာနကြီးတယ်တကူကောင်းဆန်တယ်အတ္တကြီးတဲ့သူမျိုးလို့တော့အမမြင်ပါတယ်ဒါကသူ့ energy ပေါ့နော်နောက်ထပ်သူ့ရဲ့ energy လေးတစ်ခုကိုကြည့်ရအောင်နော်သူဒီမာနကြီးတဲ့သူဖြစ်ပုံရတယ်အတ္တကြီးတဲ့သူဖြစ်ပုံရတယ်တကူကောင်းဆန်တယ်ဒါပေမဲ့လို့မဆိုရင်မိသားစုလေးရှိတယ်တာသမီလေးတွေရှိတယ်ပေါ့နော်တင်တောင်းတင်တယ်နေတဲ့သူတို့တော့အမမြင်နဲ့တချို့တွေကြတော့လေအိမ်တောင်မရှိခဲ့ရင်တောင်မှသူတို့မိသားစုနဲ့သူတို့ပေါ့နော်လူလွတ်ဆိုရင်တောင်မှသူတို့မိသားစုနဲ့သူတို့ပျော်ပျော်ရွှင်ရွှင်ရှိနေတယ်ဆိုတဲ့အားလေးကိုမြင်ပါတယ်များသောအားဖြင့်ကတော့ရာခိုင်နှုန်းတော်တော်များများကတော့ family လေးရှိနေပြီတဲ့တချို့တွေကြတော့လေသူ့မှာ relationship တစ်ခုရှိနေပြီเนาะသူရဲ့ relationship မှာသူတည်တည်ငြိမ်ငြိမ်သွားနေတာကိုတွေ့ရပါတယ်နောက်တစ်ခုเนาะသူဒီဘယ်လိုလူမျိုးလဲဆိုတော့ပြန်မပြောနားမထောင်လူမျိုးလဲဖြစ်ကောင်းဖြစ်မယ်เนาะနောက်ပြီးတော့သူ့မှာလေပျော်ရွှင်နေတဲ့အိမ်တော်ကြီးတစ်ခုတော်၎င်းအိမ်တော်မကြသေးရင်တော့မှပျော်ရွှင်စရာကောင်းလောက်တဲ့ relationship တစ်ခုတော်၎င်းရှိနေပြီဒါပေမဲ့လို့သူ့ရဲ့လျှို့ဝှက်ချက်ကပါလဲဆိုတော့သူဒီရတာမလို့လိုတာမရဖြစ်နေပါတယ်တဲ့နော်တော်တော်လေးဆိုးတယ်နော်သူ့စိတ်ထဲမှာလိုချင်နေတာကပါရီလိုချင်နေတယ်တော့မသိဘူးပေါ့နော်ဒီနေ့မှာဘယ်လိုလဲပြပေးပါရှင်သူ့ရဲ့ဒီစွတ်စွတ်သူရတာမလို့လိုတာမရဖြစ်နေနော်သူလိုချင်တာကဒီမှာနော်မိမပြူလေးဒီမှာတွေ့တာနော်နပချုံမောပြီးတော့ချစ်စရာကောင်းတဲ့မိန်းကလေးပေါ့နော်သူစိတ်ထဲမှာတော့မြေမလေးတစ်ပါးပေါ့ကွယ်နော်သူကအဲ့လိုမျိုးလေးမိမပြူလေးတယောက်ကိုသူရင်ထဲမှာသူရှိပါတယ်တဲ့နော်ဒါလေးကတော့ဘယ်သူဖြစ်မလဲမင်းဖြစ်မလားဘယ်သူဖြစ်မလဲတော့မသိဘူးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်တစ်ခါတလေကြာရင်လေ तू ကလေသူ့ရှေ့မှာရွှေခွက်တွေအပြည့်ပဲတွေ့လားနော်အဲ့တော့ cap ဆိုတာရှစ်ခွက်တောင်ရှိရကွာဒါတင်တောင်းတင်တယ်ပြည့်စုံကုန်လုံးတယ်လို့မပြောရင်တော့မှသူဒီပြည့်ပြည့်ဝဝနဲ့စိတ်ချမ်းသာစရာကောင်းတဲ့ချမ်းသာကြွယ်ဝမှုမျိုးတော့ရှိတယ်သူဒီရဲ့သူလက်ရှိဘဝပေါ်မှာစိတ်ထဲမှာမရှိဘူးသူဒီတခြားတနေရာကိုသူစိတ်တွေကရောက်နေပါလေတဲ့ Okay တို့စက်ကြည့်မယ်နော်အမ reading လေးကနည်းနည်းရှေ့မလားမသိဘူးနော်ဒါလေးနည်းနည်းသိသိခံပေးပါကဲ၍အချိန်မပေးနိုင်လဲထွက်သွားလို့ရပါတယ်အဆင်ပြေတဲ့လူစက်ကြည့်ပေးပါရှင်မှတ်ကြည့်ဘာဖြစ်လို့လဲတဲ့
နော်သူ့နှလုံးသားတည်သွားပြီတဲ့သူ့ဘဝကလည်းတည်နေတယ်သူ့အိမ်မက်တွေကလည်းတည်နေတယ်သူဒီနော်ဟိုအသက်ရှင်ရတဲ့တည်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူဒီရှေ့ကိုတော့ဆက်သွားနေတယ်သူ့ရဲ့စိတ်ဝိညာဉ်ကတော့ပြောရမယ်ဆိုလို့ရှိရင်တည်သွားပြီပေါ့နော်သူစိတ်ထဲမှာအဲ့လိုဖြစ်နေတယ်ကွာငါဘဝရဲ့တည်သွားပြီဒါပေမဲ့ငါအသက်ရှင်နေတယ်ဆက်သွားနေတယ်ဆက်ရုပ်တစ်ခုလို့ပေါ့နော်သူအဲ့လိုမျိုးသွားနေတယ်တဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့ရင်လေးကခံစားချက်အစစ်မှန်ဒီမဲ့နော်ကတ်တရားသူ့ဘက်သူခုန်ထွက်လာတွေ့လားနော်သူ့ရဲ့ဘဝကအတားအဆီးတွေစီးတွေဖောင်တွေအချုပ်အနှောင်တွေနဲ့တဲ့နော်သူစိတ်ရှိလက်ရှိဖွင့်ထုတ်လို့မရဘူးစိတ်ရှိလက်ရှိသွားလို့မရဘူးရင်ထဲကစန္ဒကတခုသူသွားနေရတာတခုเนาะသူမှာဓာတ်တွေလည်းကထားတယ်ကြိုးတွေလည်းတုပ်ထားတယ်ဆိုတဲ့သဘောက boundary တွေရှိနေပါတယ်တဲ့စီးတွေရှိတယ်ပေါ့ကွာเนาะစီးတွေသူ့ကိုတားထားတယ်ပေါ့ကွာဆိုလိုတာမင်းကိုတတိယလားမင်းကိုချစ်သေးလားဆိုတဲ့မိကွန်ဒါလိုက်မေးလိုက်တော့မယ်เนาะမင်းကြည့်နော်ဒီကက်ကလေးကအမဘလို့ခံစားရလဲဆိုတော့မင်းကိုသူကချစ်နေတဲ့စိတ်တစ်ခုကိုသူ့မှာတားဆီးရင်းနဲ့ကိုယ့်အတ္တကိုပြန်တိုက်နေရတဲ့တိုက်ပွဲတစ်ခုကိုသူရင်ဆိုင်နေရတယ်တဲ့နော်တတိယတဲ့စိတ်ကိုသူဒီစီးတွေပေါင်းနေကြော်လို့မရတဲ့အတွက်အဲ့အယူသူပြန်တိုက်ထုတ်နေရတယ်အတ္တပြန်တိုက်ထုတ်နေရတယ်ကဘာပေါ်မှာတဲ့ကိုယ့်အတ္တကိုပြန်တိုက်ရတဲ့စစ်ပွဲလောက်နော်ဟိုကြီးကျယ်ခမ်းနားတာမရှိဘူးခက်ခဲတာမရှိဘူးလေနော်သူ့အတ္တကိုသူပြန်တိုက်နေရတယ်မင်းကိုတတိယလာလို့မင်းရင်တတိယရနေတယ်အဲ့ဒါကိုသူကလုံးဝကြီးကိုညှင်းဆန်နေတာတဲ့နော်မဟုတ်ဘူးသူရဲ့ site ကတော့မဟုတ်ဘူးမင်းတို့တတိယနေတဲ့စိတ်ကလေးပေါ်လာရင်လည်း no ငါမင်းတတိယသူအဲ့ဒါနဲ့ပဲသူပတ်ချလေတိုင်ပတ်နေတာပါတဲ့နော်မင်းတို့သူကမကြည့်နော်ဘင်းစီကိုသူက message တွေပို့ခြင်းနဲ့စကားတွေပြောခြင်းနဲ့မင်းအကြောင်းတွေကိုစုံစမ်းနေနော်လေထဲမှာတို့ရှိချောင်းတွေ့လာနော်မင်းကို social ကနေပြီးတော့သူကြည့်တယ်နော်သူကြည့်လို့ရတဲ့အပေါက်ကနေသူကြည့်တယ်ခွာအပေါက်မှန်သမျှကသူကြည့်လို့ရနိုင်တယ်ထင်တဲ့အပေါက်မှန်သမျှကသူလိုက်ကြည့်တယ်တဲ့နော်ဒါတွေကိုသူမင်းကိုဘာမှမသိစေချင်ဘူးတဲ့နော်ဒါကဒီသူ့ရင်ထဲကပေါ့ပြန်ဆောင်အောင်မလားဒါလေးတစ်ချက်မြင်မယ်နော်မင်းနဲ့သူနဲ့ပြန်ဆောင်အောင်မလားမင်းနဲ့သူနဲ့ပြန်ဆောင်အောင်မလားဆိုလို့ရှိရင်ဒီမှာကြည့်နော်ဒီဥစ္စာကဒီကက်ကသူ့မှာဒုချောင်းတစ်ချောင်းရှိတယ်နော်တချို့နိုင်ငံသားမှာဖြစ်ဖို့များတယ်နော်နိုင်ငံရေးချဖြစ်ဖို့များတယ်နောက်မင်းနဲ့သူနဲ့တမျိုးတရွာကွာနေတာဖြစ်မယ်တမျိုးထဲမှာနေနေတဲ့သူတော့မဟုတ်ဘူးเนาะများသောအားဖြင့်နိုင်ငံရေးချမှာဖြစ်တယ်ပြီးတော့သူ့မှာတုတ်တချောင်းကိုကင်ထားတယ်အနောက်ကတုတ်ကတော့မင်းဖြစ်လိမ့်မယ်သူမင်းဘက်ကိုလှည့်မလာသေးဘူးเนาะမင်းနဲ့သူနဲ့ပြန်ဆုံဖို့တိတ်အကြောင်းတရားမရှိဘူးတဲ့နော်ဟုတ်ပြီဒါဆိုရင်နောက်ဆုံးကလေး the last ကလေးတစ်ချက်လောက်ဆွဲကြည့်မယ်မင်းနဲ့သူနဲ့ကတဲ့ပြီးသွားခဲ့ပြီတဲ့နော်မင်းနောက်ရောက်လာဖို့အတွက်ကိုငါမလုပ်နိုင်ခဲ့ဘူးပြီးတော့ဗာပြောချင်နေတယ် it is time for me to heal now ဒီချိန်မှာငါတို့တို့တယောက်ရဲ့တင်ရာကြီးကစက်တယ်မှာပြီတဲ့နည်းနည်းကြာနေပြီ long time ဖြစ်နေပြီဖြစ်လိမ့်မယ်နော်sometimes ခါလေးမှလို့ရှိရင် I stay over thinking about you ဘောနော်မင်းเจ้าတွေကိုတဲ့ငါတွေးနဲ့လက်နိုးတယ်ပေါ့ကွာမင်းเจ้าတွေကိုတွေးနဲ့သူတတိယရင်းနဲ့အိမ်မက်တွေမက်ရင်းနဲ့သူလက်နိုးတယ်တချင်းလေးတွေနားထောင်နေပေါ့နော်တချင်းလေးတွေနားထောင်ရင်းနဲ့မှဒီ music ကနေတစ်စက်မင်းစီကိုသူက message တွေကိုစိတ်တကိုးနဲ့ပို့လွတ်နေတဲ့သဘောရှိတယ်နော်သူကတချင်းလေးတွေနားထောင်ပြီးတော့မင်းကိုတတိယပါတယ်တဲ့နော်ငါမင်းကိုအပြစ်တွေတင်ခဲ့မိတယ်တဲ့နော်သူကလေဘယ်လိုပြောရမလဲ I purify myself အလုပ်ထဲမှာပဲမင်းကိုမေးဖို့အတွက်ကိုသူကအလုပ်ထဲမှာပဲသူ့ရဲ့စိတ်ကိုနစ်မြုပ်ထားပါတယ်တဲ့နော်အမနည်းနည်းလေးရှေ့ဝိုင်းဖွင့်လို့နော်အမလည်းအရင်ပြောပေးချင်တာပေါ့နော်
I replay our conversation မင်းနဲ့သူနဲ့ပြောခဲ့တဲ့စကားတွေပေါ့နော်တချို့တွေဆိုလဲ message မှာရှိလိမ့်မယ်เนาะဒါလေးတွေကိုသူ secret ထားတာရှိတယ်အဲ့ဒါလေးကိုသူအလင်းတင်တိုင်းတင်ပြန်ပြီးတော့ဖတ်ပါတယ်တဲ့เนาะ over and over conversation over and over ဆိုသူဒါလေးတွေကိုခဏ over and over ဆိုခဏသူပြန်ဖတ်တယ်မင်းနဲ့ပြောခဲ့တဲ့စကားလေးတွေပြန်ဖတ်တယ်တချို့တွေကြတော့မင်းနဲ့သူနဲ့ပြောခဲ့တဲ့စကားလေးတွေကိုပြန်ပြီးတော့တွေးတယ်ပေါ့နော်I know I was distraction from your pain เนาะငါသိပါတယ်တဲ့မင်းရဲ့နာကျင်မှုတွေကိုငါဖြေပြအောင်မလုပ်ပေးနိုင်ခဲ့ဘူးတဲ့သူမှအပြစ်ရှိပါတယ်ပေါ့နော်မင်းကိုနာကျင်စေခဲ့တယ်တဲ့မင်းရဲ့နာကျင်ကလေးတော့၎င်းယောက်ျားလေးတော့၎င်းเนาะသူပြောချင်တဲ့စကားရဟုတ်ပြီ I was my fault but I blame you ငါမှားခဲ့တာအားလုံးကငါမှားခဲ့တာကြီးပဲဒါပေမဲ့မင်းကိုပဲငါအဖြစ်တွေတင်ခဲ့မိတယ်တဲ့เนาะ I love you the rest ခက်လေเนาะ the rest ခက်ချစ်စရာလေเนาะ I love you and conditionally ဘလို့ချင်းဒီမျိုးပါပဲဖြစ်မင်းကိုငါချစ်ပါတယ် oh I love you တနာစရာလေးတော့ကောင်းပါတယ်เนาะမင်းတို့နှစ်ယောက်ကအဲ့တော့အမဒီ reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ကျေးဇူးပါရှင် bye bye